အခုတင်တို့မြင်နေရတဲ့ဒီဓာတ်ပုံဟောင်းလေးကိုတေချာကြည့်လိုက်ပါခါးမှာဓာတ်လွှဲထားပြီးရဲရင်တဲ့အကြည့်တွေခိုင်မာတဲ့ယတိချက်တွေနဲ့ဒီလူတွေဟာမြန်မာနိုင်ငံရဲ့မြောက်ဖျားမိုင်းတောင်တန်းတွေပေါ်မှာနှစ်ပေါင်းထောင်ချီအခြေချနေထိုင်ခဲ့တဲ့ကချင်ဒါမှမဟုတ်ဂျိန်းဖော်လူမျိုးတွေပဲဖြစ်ပါတယ်သူတို့ရဲ့တမိုင်းကြောင်းဟာရိုးရှင်းပုံရပေမဲ့တကယ်တော့စိတ်လှုပ်ရှားစရာကောင်းတဲ့စစ်တပ်တော်တွေရဲ့ရာဇဝင်တစ်ခုလိုပါပဲသူတို့ဟာတရုတ်တပည့်ကုန်းပြင်းမြင့်ရဲ့မကျွဲရှင်ကရာပွန်လို့ခေါ်တဲ့နှင်းပုံးတောင်တန်းတွေကနေဆင်းသက်လာခဲ့ကြတာပါတဘာဝတရားကိုမျက်နှိုးတဲ့ရိုးသားတဲ့ဒါပေမဲ့မိမိတို့ရဲ့နေမြေနဲ့ဂုံတိတ်ခွာကိုထိပါလာရင်တော့ဘယ်တော့မှနောက်မဆုတ်တမ်းတိုက်ခိုက်တတ်တဲ့တတိမျိုးရှိကြပါတယ်ရှေးရခင်ကကချင်လူမျိုးတွေဟာအခုခေတ်လိုဗဟိုဝါအုပ်ချုပ်ရေးစနစ်နဲ့မဟုတ်ဘဲဒူဝါလို့ခေါ်တဲ့မျိုးနွယ်စုခေါင်းဆောင်တွေရဲ့စီမံမှုအောက်မှာအေးအေးချမ်းချမ်းနေထိုင်ခဲ့ကြပါကချင်လို့ဆိုလိုက်တာနဲ့ဂျိန်းဖော်လော်ဝေါ်လာချစ်ဇိုင်ဝါရဝမ်နဲ့လီဆူဆိုတဲ့မျိုးနွယ်စုကြီး6ခုစုစည်းထားတာဖြစ်ပြီးသူတို့ကြားမှာခိုင်မာတဲ့စီးလုံးမှုရှိခဲ့ပါတယ်သူတို့ရဲ့လူနေမှုဘဝမှာဓာတ်ဟာခွဲခြားလို့မရတဲ့အစိတ်အပိုင်းတစ်ခုပါအမဲလိုက်ဖို့လဲတာလုပ်ဖို့တင်မကပဲအမျိုးသားတယောက်ရဲ့ဂုဏ်သိက္ခာဖြစ်ခါမှာအမဲလွယ်ထားလေးရှိပါတယ်နောက်ပြီးသူတို့ရဲ့မနှောပွဲအကြောင်းကိုလည်းခြံထားလို့မရပါဘူးဒါဟာပျော်ပွဲရွှင်ပွဲတတ်တတ်မဟုတ်ပဲဘိုးဘွားနတ်မင်းတွေကိုပူဇော်တာစစ်နိုင်လို့အောင်ပွဲခံတာနဲ့လူမျိုးစုတွေကြားပြဿနာတွေကိုဖြေရှင်းပြီးပြန်လည်သိမြတ်ကြတဲ့ထူးခြားတဲ့ယဉ်ကျေးမှုအထိတ်အမှတ်တစ်ခုဖြစ်ပါတယ်အချိန်တွေကုန်လွန်လာပြီး19ရာစုနောက်ပိုင်းကိုရောက်တဲ့အခါမှာတော့ကမ္ဘာအခြေအနေတွေကပြောင်းလဲလာပါတယ်ဗျူတီရှာတွေဟာမြန်မာနိုင်ငံကိုသိမ်းပိုက်ရင်းနဲ့ကချင်တောင်တန်းတွေစီးကိုပါရောက်ရှိလာခဲ့ပါတယ်အဲ့ဒီအချိန်မှာကချင်တွေဟာသူတို့ရဲ့နေမြေကိုကျူးကျော်လာတဲ့အင်္ဂလိပ်တွေကိုပြင်းပြင်းထန်ထန်ပြန်လဲခုခံခဲ့ကြတာကြောင့်အင်္ဂလိပ်စစ်တပ်ဟာအတော်လေးအထိနာခဲ့ဖို့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ခရီးရန်တာသနာပြုတွေရောက်လာပြီးစာပေနဲ့ဘာသာရေးပြန့်ပွားလာတယ်လို့ကချင်လူမျိုးတွေရဲ့တိုက်ရိုက်ခိုက်ရည်ကိုအတိအမှတ်ပြုတဲ့အင်္ဂလိပ်တွေဒါသူတို့ကိုစစ်တပ်ထဲမှာအများဆုံးခေါ်ယူအမှုထမ်းစေခဲ့ပါတယ်ဒါဟာကချင်စစ်တပ်တော်တွေကမ္ဘာစစ်သမိုင်းစာမျက်နှာပေါ်ရောက်လာဖို့အစပြုလိုက်တာပါတယ်ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာတဲ့အခါမှာတော့ကချင်လူမျိုးတွေရဲ့အခမ်းကဏ္ဍဟာအမြင့်ဆုံးကိုရောက်ခဲ့ပါတယ်ဂျပန်စစ်တပ်ကမြန်မာနိုင်ငံကိုသိမ်းပိုက်လိုက်တဲ့အချိန်မှာအမေရိကန်နဲ့ဗြိတိရှတပ်ဖွဲ့တွေဟာကချင်စစ်သည်တော်တွေနဲ့ပူးပေါင်းပြီးကချင် Rangers နဲ့ကချင်လေးဘီဆိုတဲ့အဖွဲ့တွေကိုဖွဲ့စည်းခဲ့ပါတယ်။သူတို့ဟာကိုယ်ပိုင်နေမြဲဖြစ်တဲ့တောတောင်တွေအကြောင်းကိုလက်ဝါးချင်းရိုက်တယ်လို့ကျွမ်းကျင်ကြသူတွေပါ။ဂျပန်စစ်တပ်ကိုတောတွင်းပျောက်ကျန်းစင်နဲ့အထိနာအောင်တိုက်ခိုက်နိုင်ခဲ့လို့အဲ့ဒီခေတ်ကအာရှရဲ့အတော်ဆုံးတောတွင်းတိုက်ခိုက်ရေးတမားတွေအထိကမ္ဘာကအတိအမှတ်ပြုရပါတယ်။သူတို့ရဲ့သစ္စာရှိမှုနဲ့ရဲရင်မှုကြောင့်ပဲမဟာမိတ်တပ်ဖွဲ့တွေဟာအောင်ပွဲတွေရရှိခဲ့တာဖြစ်ပါတယ်။စစ်ကြီးတင်းသွားတဲ့အခါမှာတော့လွတ်လပ်ရေးအတွက်မျှော်လင့်ချက်တွေမြင့်တက်လာပါတယ်။1948ခုနှစ်မှာကချင်ခေါင်းဆောင်တွေဟာဗိုလ်ချုပ်အောင်ဆန်းနဲ့အတူပင်လုံစာချုပ်မှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဒါဟာငါတို့တောင်တန်းသားတွေနဲ့တီမလူတွေတာတူအခွင့်လေးရရမယ်အတူတူလွတ်လပ်ရေးယူမယ်ဆိုလဲဂရီးကဝတ်ပါပဲ။အဲ့ဒီဂရီးကဝတ်တွေကြောင့်ပဲ1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာမြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ပြီးကချင်ပြည်နယ်ဟာလည်းတီးခြားပြည်နယ်တစ်ခုအဖြစ်တရားဝင်ပေါ်ပေါက်လာခဲ့ပါတယ်။ကချင်လူမျိုးတွေအထက်တော့ဒါဟာဂုံယူစားဆုံးအချိန်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီပျော်ရွှင်တွေကကြားရှည်မခံပါဘူး။လွတ်လပ်ရေးရရှိလာပြီးနောက်ပိုင်းမှာဂရီးကဝတ်တွေပြည့်ရွံ့လာတာကိုပိုင်ပြဋ္ဌာန်းခြင်းဆုံးရှုံးလာတာတွေကြောင့်1961ခုနှစ်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA ကိုစတင်ဖွဲ့စည်းပြီးလက်နက်ကင်တော်လှန်ရေးလမ်းစဉ်တွေကိုပြန်လည်ရောက်ရှိသွားခဲ့ပါနဲ့ဒီနေ့အချိန်ထိကချင်ပြည်နယ်ဟာစစ်ပွဲတွေအခက်အခဲတွေနဲ့ရင်ဆိုင်နေဆဲပါပဲဒါပေမဲ့ဘလောက်ပဲခက်ခဲပါစေကချင်လူမျိုးတွေဟာသူတို့ရဲ့ရိုးရာယဉ်ကျေးမှုစာပေနဲ့သူတို့ရဲ့မြေကိုချစ်တဲ့စိတ်ကိုတော့ဘယ်တော့မှအဆုံးရှုံးမခံခဲ့ကြပါဘူးသူတို့ဟာအခုထက်တလဲတောင်တန်းပေါ်ကအမိမီမှာငင်းချမ်းစွာနဲ့တန်တူညီမြတ်နေထိုင်ခွင့်ရဖို့မျှော်လင့်ခဲ့အပြည့်နဲ့ရှေ့ဆက်နေခွင့်ဆဲပါပဲဒါဟာရဲရင်ချင်းသစ္စာရှိခြင်းနဲ့မိမိကိုယ်ကိုမိခုခံကာကွယ်ခြင်းတွေနဲ့ပြည့်နှက်နေတဲ့ကချင်လူမျိုးတို့ရဲ့တမိုင်းကြောင်းပဲဖြစ်ပါတယ်